ခဏအကြာမှာဂိတ်တကားကနည်းနည်းပွင့်လာပြီးတံပိုက်ကင်ထားတဲ့လူတစ်ယောက်ထွက်လာတယ်။သူ့မျက်လုံးထဲမှာသတိထားမှုအပြည့်မှတ်ပုံတင်ပြကျွန်တော်ပြင်ဆင်ထားတဲ့မှတ်ပုံတင်ကိုထုတ်ပေးလိုက်တယ်။သူကစစ်ဆေးပြီးကျွန်တော်ကိုအပေါ်အောက်ကြည့်လိုက်တယ်။တယောက်ထဲလား။ရိတ်ခါတွေပဲမှာလဲ။သူ့စကားကြတော့ကျွန်တော်ခေါင်းငုံလိုက်ပြီးကြောက်နေတယ်လို့အတန်နဲ့ပြောလိုက်တယ်။လမ်းမှာအလူခံလိုက်ရပါတယ်။ဒါပဲကျွန်တော်တာ။သူမျက်မှောင်ကျုပ်သွားတယ်တန်တရားရှိနေသေးပေမဲ့ကျွန်တော်ရဲ့ပိန်ပိန်ပပပုံစံနဲ့တနာစရာအခြေအနေကြောင့်နောက်ဆုံးတော့ယုံသွားတယ်ဝင်သွားဒီမှာစီကန်းရှိတယ်မှတ်ထားအစ်စ်ဝင်လာတဲ့သူတိုင်းရိတ်ခါတဝက်ပေးရမယ်ပြန်လည်မျှဝေခြင်းအတွက်အဲ့ဒီစကားကြတော့ကျွန်တော်နှလုံးနည်းနည်းကျသွားတယ်ကံကောင်းတာကကျွန်တော်ကြိုပြင်ထားပြီးသားဒါကြောင့်နာခံတဲ့ပုံစံနဲ့ရေဘူးတဘူးနဲ့ခောက်ဆွဲချောက်တဝက်ပေးလိုက်တယ်သူကယူလိုက်ပြီးမျက်လုံးထဲမှာအထင်သေးမှုတစ်ချက်ဖြတ်သွားပေမဲ့လက်ဝဲရမ်းပြီးဝင်ခွင့်ပေးလိုက်တယ်စခန်းထဲဝင်လိုက်တာနဲ့ကျွန်တော်နည်းနည်းအသက်ရှူချောင်သွားတယ်လေတူးကတင်းမာနေစေပေမဲ့အ ਨੇ ဆုံးတော့စီကန်းရှိသေးတယ်တချို့လူတွေကင်းလှည့်နေကြတယ်တချို့ကကာကွယ်ရေးတွေအားဖြည့်ရန်လုပ်နေကြတယ် community center ဘက်မှာတော့မိမနဲ့ကလေးတွေစုနေကြတယ်အပြင်ကငရဲကဘာကြီးတဲကနေခဏလောက်ဖြတ်တောက်ထားတဲ့ကျုံးလေးတစ်ခုလိုပဲမှတ်ပုံတင်လုပ်ပြီးတဲ့အသက်ကြီးမိမတစ်ယောက်ကအခုဒီနေရာကိုအကိုဘောင်ဆိုတဲ့လူကအုပ်ချုပ်နေတယ်လို့ပြောတယ်သူကအရင်အိမ်ချမ်းမြေမန်နေဂျာဖြစ်ခဲ့တာကပ်ပေးစပြီးနောက်မြေကြီးကျက်စင်စွမ်းအားနိုးထပြီးကင်းသမားအဖွဲ့ကလူတွေကိုကာကွယ်ပေးခဲ့တာတဲ့နေထိုင်သူတိုင်းပံ့ပိုးကူညီမှုအမှတ်ပေါ်မူတည်ပြီးနေ့စဉ်ရိတ်ခါရတဲ့ပိုလိုချင်းရင်ကင်းလက်အဖွဲ့ဒါမှမဟုတ်ထောက်ပို့ရေးအဖွဲ့တွေဝင်လို့ရမယ်ကျွန်တော်တော့ကျမ်းမာရေးမကောင်းသလိုဟန်ဆောင်ပြီးဘဲအဖွဲ့မှမဝင်သေးဘူးအခုကျွန်တော်ဦးစားပေးကမိဘတွေကိုရှားဖို့ပဲစိတ်လှုပ်ရှားပြီးစိုးရိမ်နေတဲ့နှလုံးနဲ့အိမ်ရှိကိုပြေးသွားလိုက်တယ်ဒါပေမဲ့တကားတော့ကဖောက်ဖျက်ခံထားရပြီးအိမ်ထဲတစ်ခုလုံးရှုပ်ပွားနေတာကိုမြင်လိုက်ရတယ်အဲ့ဒီမြင်ကွင်းကြောင့်ကျွန်တော်နှလုံးချက်ချင်းအေးဆက်သွားတယ်ကျွန်တော်အိမ်ထဲကိုအမြန်ပြေးဝင်ပြီးအမေအဖေလို့အော်ခေါ်လိုက်တယ်ဒါပေမဲ့ပြန်ကြားရတာကတေချာတိတ်ဆိတ်မှုတစ်ခုပဲအဲကန်စပွဲပေါ်မှာဖုံပါပါတက်နေတယ်ဒါကသူတို့ဒီနေရာကထွက်သွားတာရက်တော်ကြာနေပြီဆိုတာပြနေတယ်ကျမ်းပြင်ပေါ်မှာရုံးကန်ထားတဲ့အရာတွေရှိပေမဲ့တွေးမရှိဘူးအ ਨੇ ဆုံးတော့ဒါကကောင်းတဲ့အချက်တစ်ခုဖြစ်နိုင်တယ်ကျွန်တော်ကျမ်းပြင်ပေါ်ဒူးကျသွားတယ်တခါမှမခံစားဘူးတဲ့ရှုပ်ထွေးမှုနဲ့ကြောက်ရွံ့မှုကကျွန်တော်ကိုဖိနှိပ်လာတယ်ဘယ်မှာသွားရှာရမလဲဆိုတာမသိတော့ဘူးအဲ့ဒီလိုမေးမောသလိုထိုင်နေတော့အပြင်မှာခြေတံတွေကြားလာတယ်ပြီးတော့လှောင်ပြောင်းသလိုအတန်တစ်ခုဟိုဒီမှာတယောက်ကြံနေသေးတာပဲကျွန်တော်ခေါင်းမောကြည့်လိုက်တော့တကားဝမှာလူနှစ်ယောက်ပိတ်ရက်နေတယ်ရှေ့ကလူကခေါင်းလုံးနဲ့သူ့မျက်လုံးထဲမှာမကောင်းတဲ့အကြံတွေအပြည့်သူ့ကိုကျွန်တော်သိတယ်သူကစကော်ပီယန်အကူဘောင်းလက်အောက်ကလူမိုက်ခေါင်းဆောင်သေးစားတစ်ယောက်စကော်ပီယန်ကနှက်ခမ်းရှာတက်ပြီးကျွန်တော်ကိုအသားစားဖို့စောင့်နေတဲ့တားရဲလို့ကြည့်နေတယ်မင်းအိမ်ကအကူဘောင်းကိုကူညီပံ့ပိုးမှုအမတ်တွေအကျွေးတင်ထားတယ်ဒါကြောင့်သူတို့ကိုနှင်ထုတ်လိုက်ပြီးဒီနေရာကအခုငါတို့ပိုင်ပြီးကျွန်တော်မျက်လုံးတွေကျင်းသွားတယ်ကျွန်တော်မိဘတွေကိုဘာလုပ်လိုက်တာလဲစကော်ပီယန်ကနှာခေါင်းရှုံးလိုက်တယ်နှင်ထုတ်လိုက်တာပဲအတုံးမဝင်တဲ့သူတွေကဘာပြက်ထဲမှာဒီလိုပဲဒါပေမဲ့မင်းကတော့အတုံးဝင်မဲ့ပုံပဲငါတို့အတွက်အလုပ်လေးတွေလုပ်ပေးမယ်ဆိုရင်ဒီမှာဆက်နေလို့ရအောင်စဉ်းစားပေးမယ်အဲ့ဒီအချိန်မှာကျွန်တော်သိလိုက်တယ်ငါအရန်လုံခဲ့တာပဲဒီနေရာကလုံခြုံတယ်လို့ထင်ခဲ့တာတကယ်တော့ဒီမှာလဲတော်တွင်းဥပဒေပဲအားကြီးတဲ့သူကစားပြီးအားနည်းတဲ့သူကအစားခံရတယ်သူတို့ကျွန်တော်စီနီးလာတဲ့အချိန်ကျွန်တော်လက်ကကြောဖို့အိတ်ကဘေးအိတ်ထဲကိုတိတ်တိတ်လေးရောက်သွားတယ်အထဲမှာအသစ်ဆက်ဆက်ထက်ရှာတဲ့ဓာတ်တစ်ချောင်းရှိနေတယ်အသက်ရှင်ဖို့တိုက်ရတော့မယ်လို့စိတ်ပြင်းနေတော့တကားဝါကနေအေးဆက်တဲ့မင်းကလေးတန်တစ်ခုထွက်လာတယ်ရက်လိုက်စကော်ပီယန်နဲ့သူ့လူတွေချက်ချင်းရက်သွားတယ်ဘသူလာလဲဆိုတာမြင်တာနဲ့သူတို့ရဲ့မိုင်းရိုင်းနဲ့အပြုံးတွေပျောက်သွားပြီးအကြောက်ယူအသေးပြောင်းသွားတယ်တကားဝါမှာရက်နေတဲ့မင်းကလေးကအနက်ရောင်တိုက်ခိုက်ရေးဝတ်စုံဝတ်ထားတယ်လက်ထဲမှာဓာတ်ရှိတစ်ချောင်းကင်ထားပြီးဓာတ်ပေါ်မှာသွေးနီရောင်တွေစွန်းနေသေးတယ်နောက်မှာလည်းအလားတူကြောက်စရာကောင်းတဲ့အဖွဲ့ဝင်တွေလိုက်လာတယ်သူမကိုကျွန်တော်သိတယ်သူမကရှမ်းလင်ကင်းသမားအဖွဲ့တွေကအပြင်းဆုံးတိုက်ခိုက်ရေးသမားရဲ့ခေါင်းဆောင်ကောလာဟာလာအရာရှားပါသောစွမ်းအားတွေနိုးထားတဲ့သူပဲသူမရဲ့ခွန်အားကအတိုင်းမသိနိုင်တော့အောင်ကြောက်စရာကောင်းတယ်အကူဘောင်ရဲ့အယုံကြည်ရဆုံးလက်နက်လို့တောင်ခေါ်ကြတယ်ရှမ်းလင်ကစကော်ပီယန်ကိုလုံးဝဂရုမစိုက်ပဲကျွန်တော်ကိုပဲကြည့်ပြီး ATA ဆက်မေးလိုက်တယ်ဘာဖြစ်နေတာလဲဒီအခွင့်အရေးကိုကျွန်တော်ချက်ချင်းဖမ်းလိုက်တယ်သူတို့ကျွန်တော်ကိုအနိုင်ကျင့်နေကြတာစကော်ပီယန်ရဲ့မျက်နှာချက်ချင်းပြောင်းသွားတယ်ခေါင်းဆောင်ရှမ်းသူပြောတာမယုံပါနဲ့သူမိဘတွေကပံ့ပိုးကူညီမှုအမှန်မပေးနိုင်လို့ကျွန်တော်တို့ပိုင်ဆိုင်မှုကိုလာသိမ်းတာပါရှမ်းလင်ရဲ့မျက်လုံးတွေအေးဆက်သွားတယ်ပိုင်ဆိုင်မှုသိမ်းဖို့လူနှစ်ယောက်လိုလားတကားပိတ်ထားဖို့ရောသူမအတန်မကျေပေမဲ့အာနာပြေးပါနေတယ်ထွက်သွားအခုချက်ချင်းစကော်ပီယန်ကလွန်ငင်းချမ်းသာခွင့်ရတဲ့အကျဉ်းသားလိုချက်ချင်းထွက်ပြေးသွားတယ်သူ့လူတွေကိုပါဆွဲခေါ်သွားတယ်အန်ရီကျော်သွားတာနဲ့ကျွန်တော်တင်းမာနေတဲ့ခန္ဓာကိုယ်အားပြော့သွားပြီးလဲမလို့ဖြစ်သွားတယ်ရှမ်းလင်ကကျွန်တော်ကိုခဏဆိုင်ကြည့်နေတယ်သူမမျက်မှောင်နည်းနည်းကျုပ်သွားတယ်အဲ့ဒီလူတွေကိုနောက်ခါတွေ့ရင်ရှောင်နေသူတို့နဲ့မပတ်သက်နဲ့သူမကဒီကိစ္စထဲဝင်မပါချင်တဲ့ပုံပဲလှည့်ထွက်သွားတော့ကျွန်တော်အမြန်ခေါ်လိုက်တယ်ခေါင်းဆောင်ရှမ်းကျွန်တော်မိဘတွေဘယ်ကိုခေါ်သွားလဲသိလားသူတို့နာမည်လင်းချမ်းကူနဲ့ဝင်ချူးမိုင်ပါရှမ်းလင်ကခဏစဉ်းစားပြီးတခုခုတရိယာတလူဖြစ်သွားတယ်အစွမ်းစားမရှိတဲ့သူတွေအသက်ကြီးသူတွေအလုတ်ကျမ်းမလုံနိုင်တဲ့သူတွေကိုမြောက်ဖက်ဂိတ်အပြင်ကစွန့်ပစ်ထားတဲ့စက်ရုံကိုပို့လိုက်တယ်တဘာဝအတိုင်းရှင်တန်ကြပါစေဆိုပြီးအဲ့ဒီစကားကြတော့ကျွန်တော်နှလုံးတစစီကျိုးသွားတယ်လို့ခံစားရတယ်
စွန့်ပစ်ဆက်ယုံလိုနေရမျိုးမှာအစားအသောက်မရှိကာကွယ်ပေးမဲ့သူမရှိဒါကတေဖို့စောင့်နေတာနဲ့ဘာကွာတော့မှလဲရှမ်းလင်ထွက်သွားတာနဲ့ကျွန်တော်တကားကိုချက်ချင်းပိတ်လိုက်တယ်ကျွန်တော်မြောက်ဖက်ခိတ်ကဆက်ယုံကိုသွားရမယ်မိဘတွေကိုရှာရမယ်ဒါပေမဲ့အဲ့ဒီမတိုင်ခင်ကျွန်တော်မှခွန်အားလိုတယ်ကျိုးဘိုးအိတ်ထဲကချောကလက်ထုတ်တစ်ခုကိုဆွဲထုတ်ပြီးအမြန်စားပစ်လိုက်တယ်ခွန်အားပြန်ဖြည့်ဖို့ပြီးတော့စကော်ပီယန်ထားခဲ့တဲ့တန်တုပ်ကိုမြင်လိုက်တယ်တန်ချီတက်ပြီးနင်းနေကွေးနေတဲ့ဒုတ်အဟောင်းကျွန်တော်လက်ကိုအပေါ်တင်ပြီး refresh ချက်ချင်းပဲတောက်ပြောင်ပြီးအသစ်ဆက်ဆက်တန်တုပ်တစ်ချောင်းကျွန်တော်လက်ထဲပေါ်လာတယ်ဒါပေမဲ့ဒါတင်မလုံလောက်သေးဘူးကျွန်တော်မိဖို့ချောင်းနဲ့ပြေးဝင်ပြီးအဖေရဲ့ကရိယာတစ်တာအဟောင်းကိုရှာလိုက်တယ်အထဲမှာကော်ပြားတစ်ချောင်းပစိန်တလက်ဓာတ်တစ်ချောင်းသုံးမထားတာကြလို့ blade တွေတုံးနေပြီးကျွန်တော်လက်နက်သုံးခုလုံးကို refresh လုပ်လိုက်တယ်ချက်ချင်းအစင်သင့်အခြေအနေပြန်ရသွားတယ်ညရောက်လာတော့ကင်းလဲတာဝန်ပြောင်းချိန်ကိုစောင့်ပြီးကျွန်တော်တိတ်တိတ်လေးထွက်သွားတယ်မြောက်ဖက်ဂိတ်ကအဓိကစခန်းထက်အများကြီးပိုတိတ်ဆိတ်တယ်ဂိတ်ဆောင်2ယောက်ပဲရက်ဆောင်နေပြီးအိမ်ငိုက်နေကြတယ်ကျွန်တော်သူတို့ကိုတတိမပေးခဲ့ဘူးအစားသူတို့မမြင်နိုင်တဲ့နေရာတစ်ခုရှာလိုက်တယ် refresh လုပ်ထားတဲ့ကြိုးအစ်စ်ကိုတုံးပြီး3မီတာမြင့်တဲ့နေရန်ကိုအလွယ်တကူကျော်တက်လိုက်တယ်နေရန်အပြင်ဘက်ကတော့ပျက်စီးနေတဲ့စွန့်ပစ်မြေကြီးအဝေးမှာစက်ယုံတစ်ခုကိုမြင်ရတယ်တိတ်ဆိတ်ပြီးအေးဆက်နေတဲ့တံမဏိမွန်စတားကြီးလိုပဲလေထဲမှာပုတ်တိုးနှံတွေပြည့်နေတယ်အမောင်ထဲကနေဇွန်ဘီအော်တန်တွေတစ်ခါတလေထွက်လာတယ်ကျွန်တော်တန်တုပ်ကိုတင်းတင်းကင်ပြီးကိုနှိမ်ထားကစက်ယုံဘက်ကိုအမြန်ရွေ့သွားတယ်